ဒီမြို့မှာအုပ်စုဝက်တောင်းညံနေတဲ့နွားနီအုပ်စုတစုရှိပါတယ်တရက်မှာနွားမေဒီကအင်ကိုပြန်လာနေတဲ့လမ်းမှာပဲနွားနီအုပ်စုနဲ့တွေ့ခဲ့ပါတယ်ဒီလမ်းဖြတ်ချင်းငါတို့ပတ်စံပေးရမယ်ဆိုပြီးနွားနီအုပ်စုကပြောပါတယ်နွားမေကြီးကလည်းမပြီးနိုင်တော့တနေရာကိုခေါ်သွားပြီးခန္ဓာကိုယ်ပေါ်ကိုပြာဦးလေးပစ်ချလိုက်ပါတယ်ပြီးတော့ရက်ဆက်စာပဲပြာဦးတွေကိုဖောက်ချလိုက်ပါတော့တယ်နွားမေကြီးကလည်းဘာမှပြန်မလုပ်နိုင်ခဲ့ပဲနွားနီအုပ်စုတို့ရဲ့နိုင်ကျင့်တာကိုခံလိုက်ရပါတယ်နွားနီကိုအုပ်စုရထွက်ပြေးသွားခဲ့ပြီးနွားမေကြီးကတော့ရေးပေါ်ချင်းနေတဲ့ဆေးရုံကိုရောက်သွားခဲ့ပါတယ်ဒီသတင်းကိုကြားချင်းနွားမေကြီးရဲ့သားဘေးဖရောက်လာခဲ့ပြီးဖိချောင်းပုံစံကိုနားထောင်နေခဲ့ပါတယ်ဆရာဝန်နဲ့တွေ့ပြီးချိန်မှာတော့သူ့ဝမ်းနဲ့သုံးစကားကိုကြားလိုက်ရပါတယ်ခွဲစိတ်မှုမအောင်မြင်ပဲသူ့မေကဒီလောကနေထွက်ခွာသွားခဲ့လို့ဖြစ်ပါတယ်သူ့ရဲ့မေအတွက်ပြန်လက်တုပ်ပြန်မှုအတွက်နေ့စဉ်နေ့တိုင်းပြင်းထန်လေ့ကျင့်နေပါတော့တယ်ဒါပေမဲ့သူ့မေရဲ့ရန်ကိုရန်ကြီးမပြုတ်ကြဘူးဆိုရဲဆုံးမစကားကိုပြန်ကြားတော့နွားဖြူလေးရဲ့ရဲစခန်းကိုဝယ်လာပိုင်ကြပါတော့တယ်ဒါပေမဲ့ရဲတွေကတော့သူတို့စီမှာတက်တဲ့အခိုင်လုံးမရှိလို့ဖမ်းဆီးပေးလို့မရနိုင်ဘူးလို့ပြောလိုက်ပါတယ်ဒီတော့နွားဖြူလေးကဘသူမှအကုန်းမနေတော့ပဲဘာနီကိုရှိရဲ့နေရာကိုတယောက်တည်းထွက်လာခဲ့ပါတော့တယ်နွားနီတို့ရဲ့ခေါင်းဆောင်မင်းတို့မရှက်ဘူးလားမိမသားတရားကိုနိုင်ချင်းခဲ့နွားနီတို့အုပ်စုကတော့သူ့ကိုဝိုင်းပြီးရှောင်ပြောင်းပြီးမောနေကြပါတယ်နွားဖြူလေးကစကားတွေပြောမနေတော့ပဲစတက်တိုက်ခိုက်ပြီးဘာနီကိုနိုင်ယူကသူ့မြေအတွက်လက်တုပ်ပြနိုင်ခဲ့ပါတယ်နွားနီရဲ့တပည့်တွေကလည်းနွားဖြူလေးကိုခွင့်လို့ပေးဖို့တောင်းပန်နေကြပါတယ်နွားဖြူလေးတလိုက်လေးလို့ပေးခဲ့ကြပါဦးနော်